ဒီနေ့ဗီဒီယိုမှာတော့မြန်မာနိုင်ငံမှာ YouTube Channel အများစု monetization မရတဲ့အကြောင်းရင်း 5 ချက်ကိုအသေးစိတ်ပြောပြပေးသွားပါမယ်။ YouTube Channel တစ်ခုက monetize ဖြစ်ဖို့ဆိုရင် subscriber 1000နဲ့ watch hour 4000လိုတယ်ဆိုတာလူတော်တော်များများသိကြပြီးသားပါ။ဒါပေမဲ့အဲ့ဒီအချက်2ချက်ပြည့်ုံနဲ့အများနဲ့ monetization ရမယ်ဆိုတာမဟုတ်ပါဘူး။အဲ့ဒါဆိုရင်ဘာကြောင့် monetization မရရလဲဆိုတာကြည့်လိုက်ရအောင်။ပထမအကြောင်းရင်းကတော့ level အရကန့်သတ်ချက်ပါ။ YouTube ရဲ့ monetization program ဖြစ်တဲ့ YouTube Partner Program ကတိုင်းပြည်တိုင်းကို support မလုပ်နိုင်ဘူး။မြန်မာနိုင်ငံကအခုအချိန်မှာ YPP အတွက် officially supported list ထဲမှာမပါသေးပါဘူး။ဒါကြောင့်မြန်မာ YouTuber တွေက channel ရဲ့ country မှာ Thailand တို့ Singapore တို့ကိုပြောင်းပြီးတော့ monetization လျှောက်ကြတာပဲဖြစ်ပါတယ်။ဒုတိယအကြောင်းရင်းက payment system နဲ့ဆက်နွယ်ထားတာပါ။ YPP မှာ earning ကို bank account နဲ့ချိတ်ဆက်ရပြီးတော့ AdSense account ဖွင့်ရပါတယ်။မြန်မာနိုင်ငံမှာဘဏ်တွေက international wire transfer ကို support မလုပ်တာ US ဒေါ်လာချင်းပြန်လည်ပေးချေမှုရှားပါတာကြောင့် YouTube ကနေငွေထုတ်ဖို့ခက်ခဲနေရခြင်းပဲဖြစ်ပါတယ်။တတိယအကြောင်းရင်းကတော့ဥပဒေနိုင်ငံရေးကန့်သတ်ချက်ပါ။မြန်မာနိုင်ငံမှာ internet access နဲ့ digital platform တွေကိုစီးမင်းနေပြုလုပ်ထားတာကြောင့် YouTube ရဲ့ monetization service ကိုလည်းအကျိုးသက်ရောက်မှုရှိနေပါတယ်။စရုပ်ထအချက်ကတော့ advertiser demand အနည်းဆုံးဖြစ်နေခြင်းပါမြန်မာမှာ local advertiser တွေက YouTube ကနေကိုယ်တိုင်ကြေညာဖို့မလွယ်ကူသေးပါဘူး international advertiser တွေကလည်း geo restriction မြန်မာ viewer ကို target လုပ်ထားတာကို limited အထိသာသတ်မှတ်ထားပါတယ်ဒါကြောင့် CPM နဲ့ပြီး monetization လုပ်ဖို့အခက်အခဲတွေရှိပါတယ်နောက်ဆုံးအကြောင်းရင်းကတော့ content policy နဲ့ compliance ပါYouTube monetization ရဖို့အတွက် community guideline, copyright rule, advertiser friendly content ကိုပြည့်မီဖို့လိုပါတယ်။မြန်မာ creator အနေငယ်က copyright claim, policy violation, age restriction content တွေကြောင့် YPP approval မရနိုင်တာတွေဖြစ်နေကြပါတယ်။ content policy compliance issue တွေနဲ့ပတ်သက်လာရင်ပထမဆုံးအကြောင်းရင်းက reuse content ဖြစ်ပါတယ်။တချို့ channel တွေမှာ TikTok video ပြန်တင်တာmove clip ပြန်တင်တာသူများဗီဒီယိုကိုပြန်စုစည်းတင်တာအဲ့လို content မျိုးတွေများပါတယ် YouTube ကတော့ original content ကိုပဲအရေးကြီးဆုံးထားပါတယ်ကိုယ်တိုင် voice over မလုပ်တာဘူး explanation မထည့်ဘူး transformation မရှိဘူးဆိုရင် YouTube က reuse content လို့သတ်မှတ်ပြီး monetization ကို reject လုပ်တတ်ပါတယ်ဒါကြောင့်ဗီဒီယိုတင်တဲ့အခါကိုယ်ပိုင် explanation editing voice idea ထည့်ဖို့ရေးကြည့်ပါတယ်ဒုတိယအကြောင်းရင်းက copyright ပြဿနာပါ music, movie, TV show, news clip အဲ့လို content တွေကိုခွင့်မရှိဘဲနဲ့တင်လိုက်ရင် copyright claim ဖြစ်လာနိုင်ပါတယ် claim တွေမဟုတ်ဘဲနဲ့ strike ထည့်ရင်တော့ channel monetization မရနိုင်ဘူးလို့ channel ပါပြတ်သွားနိုင်ပါတယ် show channel တွေက movie recap, sound upload, football highlight တွေကိုတင်ကြပြီးတော့ monetization မရတာအဓိကအကြောင်းရင်းကအဲ့ဒီ copyright ပြဿနာပါပဲတတိယအချက်ကတော့ invade traffic ဖြစ်ပါတယ်ဒါကလူတော်များများမသိကြတဲ့အရေးကြီးဆုံးအချက်တွေတွေကတခုပါဥပမာ view ဝယ်တာပေါ်သုံးတာ auto refresh လုပ်တာ view exchange website လုပ်တာအဲ့လိုလုပ်ရင် YouTube system ကသိနိုင်ပါတယ်အဲ့လို channel တွေကို monetization reject လုပ်နိုင်တယ်လို့တစ်ခါတည်းကျွမ်းတာရေးမပြတော့ပါဘူး YouTube က natural audience ကိုပဲလိုချင်တာပါစရုပ်ထအချက်က content quality နေတာပါတချို့ဗီဒီယိုတွေမှာ title clickbait ဖြစ်တယ်တန်မလေးမှာလိမ်ထားတဲ့ video quality မကောင်း value မရှိဘူးအဲ့လိုဖြစ်ရင် audience retention ကျသွားပါတယ် retention နဲ့ရင် YouTube algorithm ကလည်းမတင်ပေးတော့ပါဘူးဒါကြောင့် monetization အတွက် helpful content, education content, entertaining content မျိုးတွေလုပ်ဖို့အရေးကြီးပါတယ်နောက်ဆုံးအချက်က YouTube policy မလိုက်နာတာပါဥပမာ spam content, misleading information, violence, hate speech အဲ့လို content တွေပါလာရင် monetization မရနိုင်ပါဘူးYouTube community guideline ကိုမလိုက်နိုင်တဲ့ channel တွေကို ADS မပေးပါဘူး။ဒါတွေကမြန်မာနိုင်ငံမှာ YouTube monetization မရနိုင်တဲ့အဓိကအကြောင်းရင်းတွေပဲဖြစ်ပါတယ်။ကိုက YouTube monetization လုပ်နေတယ်ဆိုရင်ဒီအချက်တွေကိုသိချာကြည့်ဆိုင်ပါဒါဆိုရင် monetization ရနိုင်ရေးအများကြီးတက်လာပါလိမ့်မယ်။ဒီဗီဒီယိုလေးကနေကိုယ့်ရဲ့အကျိုးတစ်ခုရတဲ့ဆိုရင် channel လေးကို subscribe လုပ်ထားအောင်လုပ်ပါ